vitamins အားစေးတွေအားလုံးထဲမှာနံပါတ်1အရေးကြီးဆုံးက vitamin D နဲ့ပတ်သက်ပြီးမှန်ကန်တဲ့ဘုဒ္ဓရရှိဖို့အတွက်ကိုယ်တိုင်လေ့လာပြီးသုတေသနပြုလုပ်နိုင်အောင်ကျွန်တော်လေ့လာထားတဲ့ vitamin D အကြောင်းကိုပြောပြပါမယ်ခန္ဓာကိုယ်ထဲမှာအရေးကြီးတဲ့အပိုင်း2ပိုင်းရှိပါတယ်အများစုသိထားတာကအပိုင်းတစ်ပိုင်း one system ကိုပဲသိကြပါတယ်အဲ့ဒါက endocrine system လို့ခေါ်ပါတယ်အဲ့ဒီအပိုင်းအတွက်အရိုးတွေထဲမှာကယ်လ်ဆီယမ်ရရှိဖို့ vitamin D လိုအပ်ချက်ပမာဏ600 IU ပဲလိုအပ်ပါတယ်နောက်တစ်ပိုင်းကိုဆရာဝန်တော်တော်များများနဲ့အာဟာရဆိုင်ရာအကြံပေးပညာရှင်တော်တော်များများမသိကြပါဘူးအဲ့ဒီအပိုင်းကို autocrine system လို့ခေါ်ပါတယ်အဲ့ဒီအပိုင်းမှာ cell တွေထဲမှာ vitamin D active form ရရှိဖို့အတွက်အသည်းကြောက်ကပ်တို့ရဲ့လှုပ်ဆောင်ချက်မလိုအပ်တော့ပဲအသည်းကြောက်ကပ်တို့ကိုဖြတ်သွားဖို့မလိုအပ်တော့ပဲ cell တွေထဲမှာပဲ vitamin D active form ကိုပြောင်းလဲပေးနိုင်တယ်ကျွန်တော်ဘုသူတနဲ့ပြည့်စုံပြီးတော့တတိရှိနေဖို့အတွက်ကကယ်လ်ဆီယမ်ရရှိမှုနဲ့အရိုးတွေခိုင်မာမှုအတွက်တာမကခန္ဓာကိုယ်တွေကကိုယ်ခံအားစနစ် immune system ပုံမှန်အလုပ်လုပ်နိုင်အောင်လူတစ်ယောက်အတွက်တစ်နေ့ကိုအနည်းဆုံး maintenance dose ဆိုခေါ်ပါတယ် vitamin D3 1000 IU လိုအပ်ပါတယ်ကျွန်တော်သိပါတယ်1000 IU လို့ကြားလိုက်တာနဲ့လက်ခံဖို့ခက်ခဲသွားမယ်ဆိုတာကိုကျွန်တော်သိပါတယ်ဒါပေမဲ့လက်ခံဖို့ခက်ခဲတယ်လို့မဆုံးဖြတ်ခင်မှာvitamin D3 နဲ့ပတ်သက်ပြီးတော့ dosage များကို vitamin D3 နဲ့ပတ်သက်ပြီးပမာဏများကိုသုတေသနပြုလုပ်ထားတဲ့စာတမ်းတွေသုတေသနစာဆောင်တွေအပြင်မှာအများကြီးရှိပါတယ်ကျွန်တော် vitamin D3 နဲ့ပတ်သက်ပြီးတော့ကျွန်တော် CRC မှာလေ့လာခဲ့တယ် paper စီ research journal စီတို့လည်းကျွန်တော်လေ့လာထားပါတယ်အဲ့ဒီထဲကမှာကျွန်တော်အနှစ်သက်ဆုံးစာအုပ်2အုပ်ရှိပါတယ်ပထမတော့ကျွန်တော် e-book ကိုဖတ်နေတာပါကျွန်တော်ဒုတိယအကြိမ်မြောက်ထပ်ဖတ်ဖို့အတွက်ကျွန်တော် hard copy ထုတ်ပြီးတော့ကျွန်တော်ဖတ်နေပါတယ်အဲ့ဒါကတော့ author ကတော့တယောက်တည်းပါ Jeff Bowles ရေးထားတာပါသူကကိုယ်တိုင် research လုပ်ထားပြီးတော့သူ recommendation ကြောင့်ဒီ vitamin D ပမာဏများ high doses ကြောင့်နာယောဂါတွေပျောက်ကင်းသွားတဲ့ဒီရဲ့ feedback ကောင်းတွေကိုလည်းသူရရှိထားပါတယ်ဆိုတော့အဲ့စာအုပ်နဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်မြင်ရမယ်လို့ထင်ပါတယ် Vitamin D Miracle Series The huge secret Big Pharma does not want you to know အဲ့ဒါပဲကျွန်တော်ပမာလို့မပြန်တော့ပါဘူး The miraculous result of extremely high doses of vitamin D3 a year-long experience with huge doses of the sunshine hormone from 25,000 to 100,000 IU 2500ကနေတသိန်းတစ်နေ့ကိုတောက်သုံးပြီးတော့ research လုပ်ထားတာပါလုပ်ထားတာရဲ့ feedback တွေကိုထည့်ရေးထားတဲ့စာအုပ်ပါအဲ့ထဲမှာဘာပါလဲဆိုတော့နောက်တစ်အုပ်ကညမှာပါ The miraculous cure for the prevention of all diseases what doctors never learned ဟုတ်ပြီနော်ဆိုတော့ vitamin D high doses ကြောင့်နာယောဂါတွေပျောက်ကင်းတာ vitamin D high doses လိုအပ်ခဲ့တာအဲ့ high doses to recommendation အတိုင်းတောက်သုံးခဲ့တဲ့သူတွေကအနာယောဂါတွေတက်တာလာတာပျောက်ကင်းလာတာကို feedback ပြန်ရေးထားတဲ့အကြောင်းအရာတွေအားလုံးစုစည်းထားပြီးတော့ vitamin D အကြောင်းပြည့်စုံရေးသားထားတဲ့စာအုပ်ပါနောက်ပြီး vitamin D နဲ့ပတ်သက်ပြီးတော့ research ပြုလုပ်ထားတဲ့လေ့လာတွေ့ရှိချက်တွေကိုလည်းအားလုံးလေ့လာလို့ရအောင်ကျွန်တော် description မှာ share လုပ်ပေးထားပါတယ်အဲ့ဒါတွေကိုဒါလေ့လာထားမယ်ဆိုရင်အားလုံးနားလည်မှာပါကျွန်တော်ခုပြောနေတဲ့ autocrine system အပိုင်းမှာပါဝင်တဲ့ကိုယ်ခံအားစနစ်အတွက် vitamin D လိုအပ်ချက်ဟာနေ့တိုင်းလိုအပ်ပါတယ်ဒါပေမဲ့ကိုယ်ခံအားစနစ်အပိုင်းမှာပါဝင်တဲ့ autocrine system က vitamin D ကိုနေ့စဉ်နေ့တိုင်းရှိသမျှအကုန်သုံးပြရပါတယ်တနည်းပြောရင်သူတို့ညွှန်ကြားချက်အရာ vitamin D ကိုနည်းနည်းပဲဖြစ်စေပမာဏများပဲဖြစ်စေတစ်ပတ်ကိုတစ်ချိန်သာတောက်သုံးခဲ့မယ်ဆိုရင် good luck တရက်ထဲအကုန်သုံးပြရတဲ့အတွက်မလုံလောက်နိုင်ပါဘူးတနည်းတာအတွက်ခန္ဓာကိုယ်ထဲရောက်ရှိလာတဲ့ vitamin D ကိုအဲ့ဒီနေ့မှာပဲ autocrine system လိုအပ်ချက်အရာအကုန်သုံးပြရလူတော်တော်များများကလည်းသေချာအောင်ဆိုပြီးတော့သွေးထဲက vitamin D ကိုစစ်ဆေးကြပါတယ်ဒါပေမဲ့သွေးထဲက vitamin D က inactive form ပါအများစုကသွေးထဲမှာပဲနေတာပါကျွန်တော်အကြံပေးပါမယ်အဲ့ဒီသွေးထဲက vitamin D ကိုပဲအနည်းဆုံး50ရှိနေသင့်ပါတယ်50 nanogram per milliliter အရေးကြီးပါတယ်တကယ်လို့20နှစ်အောက်ရှိနေခဲ့မယ်ဆိုလုံလောက်တယ်လို့တော့ကျွန်တော်မထင်ပါဘူးဘယ်လိုဖြစ် vitamin D ကိုခန္ဓာကိုယ်ထဲမှာအလုပ်လုပ်နိုင်အောင်ကူညီဖို့အတွက်
magnesium vitamin K2 zinc တို့မမေ့ဖို့လိုအပ်ပါတယ်တချို့ရှိပါတယ် vitamin D2 ကိုတောက်သုံးရပါတယ်ဒါပေမဲ့ vitamin D2 က stable မဖြစ်တဲ့အတွက်ခန္ဓာကိုယ်ရဲ့အသုံးပြုလို့မရပါဘူး vitamin D3 ကတော့သဘာဝကရရှိတဲ့တိုးမွေးကနေအဆင့်ဆင့်ထုတ်လုပ်ထားတဲ့အတွက် bio available လို့ခေါ်ပါတယ်ခန္ဓာကိုယ်ထဲမှာအသုံးပြုလို့ရပါတယ်အကောင်းဆုံးကတော့နေရောင်ခြည်ကနေရယူတာတော့အကောင်းဆုံးပါပြဿနာကခုနောက်ပိုင်းကာလတွေမှာအများစုကအဆောက်အဦထဲမှာပဲနေကြတာများပါတယ်အပြင်ထွက်သွားလာလို့မရှိကြပါဘူးပြီးတော့နေရောင်ခြည်ရရှိတဲ့ vitamin D ကခန္ဓာကိုယ်ကပြောင်းလဲပြည့်ဖို့လိုအပ်ပါတယ်တကယ်လို့သာနေရောင်ခြည်ကနေ vitamin D ကိုပြည့်ပြည့်ဝဝရယူနိုင်မယ်ဆိုရင်vitamin D3 လို့ supplement တောက်သုံးဖို့မလိုပါဘူးတချို့သောလူတွေအတွက်ပါတကယ်တမ်းကျတော့ vitamin D ကိုမိနစ်20နေရောင်ခြည်ထဲမှာနေုံနဲ့ vitamin D 1000 IU ကိုခန္ဓာကိုယ်ကရရှိပါတယ်ဆိုကြပါစို့ခန္ဓာကိုယ်ထဲမှာပြဿနာတွေဖြစ်နေမယ်အနာရောဂါတွေရှိနေမယ်ဆိုရင်အဲ့ဒါတွေကိုထိထိရောက်ရောက်ပျောက်ကင်းနိုင်ဖို့အတွက် vitamin D3 ကိုဥပမာ autoimmune ယောဂ autoimmune disease အဲ့ဒါတွေက tumor type 1 diabetes MS အရေပြားနဲ့ဆိုင်တဲ့ပြဿနာ celiac အစာချေအင်္ဂါအဖွဲ့အစည်းမှာဖြစ်တဲ့ပြဿနာအာရီလို့ခေါ်တဲ့အဆင့်မြစ်တွေရောင်ရမ်းကြိုက်ခဲတဲ့ပြဿနာတွေနဲ့ metabolic syndrome တွေဖြစ်တဲ့သွေးတိုး type 2 diabetes insulin resistant နဲ့သွေးထဲမှာအဆီများတဲ့ high cholesterol အဲ့ဒါတွေဒါမက fibroids လို့ခေါ်တဲ့တအိမ်မှာဖြစ်တဲ့ပြဿနာ glaucoma မျက်လုံးမှာဖြစ်တဲ့တိမ်မျက်လုံးထဲမှာဖိအားအလွန်များခြင်းအဲ့ဒါတွေအတွက် vitamin D3 သွေးထဲက level ကို80 90 100ထားတင်ပါတယ်အဲ့လိုရရှိဖို့အတွက် vitamin D3 supplements ကို2000 3000 5000 IU ပတ်ဝန်းကျင်ထိတောက်သုံးပေးဖို့လိုအပ်ပါတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အများစုနားလည်မှုမှားနေတဲ့တခုရှိပါတယ်အဲ့ဒါက vitamin D3 အဆိပ်ဖြစ်စေတယ်ဆိုပြီးတော့ hypercalcemia ကယ်လ်ဆီယမ်များတဲ့ပြဿနာကြောက်ကပ်မှာကြောက်တယ်ခြင်းအဲ့ဒါတွေကိုနားလည်မှုမှားနေပါတယ်ကြောက်ကပ်မှာကြောက်တယ်တာနဲ့ပတ်သက်ပြီးတော့ vitamin D3 နဲ့ဆက်ဆက်မှုလုံးဝမရှိပါဘူးပြုလုပ်ထားတဲ့သုတေသန data တွေမှာလည်း vitamin D3 ကြောင့်ကြောက်ကပ်မှာကြောက်ဖြစ်စေတယ်ဆိုတာကိုတွေ့ရှိထားခြင်းလုံးဝမရှိပါဘူးကြောက်ကပ်မှာဖြစ်တဲ့ကြောက်အများစုက oxalate ဓာတ်ကြောင့်ဖြစ်တဲ့ကြောက်တွေပါတကယ်လို့ကိုကလည်း vitamin D3 ပမာဏကိုများများတောက်သုံးရတယ်စိတ်ချခြင်းနဲ့ဆိုရင်နှုတ်ထွက်ပစ္စည်းတွေရှောင်နေပါတယ်ရေကိုတစ်နေ့ကို 2.5 လီတာတောက်သုံးဖို့လိုအပ်ပါတယ်တကယ်လို့သိကြခြင်းစီးတဲ့ကယ်လ်ဆီယမ်ကိုစစ်ဆေးလို့ရတယ်ဒါဆိုရင်ကျွန်တော်ပြန်ပြောပါမယ် vitamin D3 ပမာဏများများကိုနေ့စဉ်နေ့တိုင်းနှစ်ပတ်တောက်သုံးခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ပြောချင်တဲ့ vitamin D3 ပမာဏများများဆိုတာ1000 2000 IU က vitamin D3 ပမာဏများတယ်လို့မခေါ်ပါဘူး။ဘာကြောင့်လဲဆိုတော့ vitamin D3 2000 IU ကိုနေရောင်ခြည်ထဲမှာမိနစ်40နေုံနဲ့ရရှိပါတယ်။အဲ့ဒါပမာဏမများပါဘူး။ RDA ကပြောထားတဲ့တနေ့တာလိုအပ်ချက်ပမာဏအလွန်နည်းလွန်းတဲ့600 IU ထက်ပိုပြီးတော့ vitamin D ကိုတောက်သုံးပေးသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ကိုယ်ခံအားစနစ်ကြွက်သားတွေခိုင်မာဖို့ကြီးထွားဖို့တိဆောက်ဖို့ endocrine system ဟော်မုန်းစနစ်ဘုံနောက်စားတာတွေက vitamin D လိုအပ်ပါတယ်အဲ့ဒီ tissue တွေအတွက်လိုအပ်တဲ့ vitamin D ပမာဏများများလိုအပ်ပါအနည်းဆုံးပမာဏ vitamin D ကို maintenance dose အနေနဲ့1000 IU တောက်သုံးပေးဖို့လိုအပ်ပါတယ်ကမ္ဘာလူဦးရေမှာရဲ့80% က vitamin D ချို့တဲ့နေပါတယ် vitamin D ကဘာကြောင့်မလို့အရေးကြီးဆုံး vitamin D ထက်ပိုပြီးအရေးကြီးရလဲဆိုတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့မျိုးရိုးဗီဇ10% 10% ဆိုတော့မတူညီတဲ့မျိုးရိုးဗီဇပေါင်း2500မှာ vitamin D ပါဝင်ဆောင်ရွက်နေရလို့ပဲဖြစ်ပါတယ်တကယ်လို့လိုအပ်တဲ့ပမာဏကိုနေ့စဉ်တောက်သုံးသွားမယ်ဆိုရင်ခံစားနေရတဲ့ခါနာခြင်းတွေပျောက်ကင်းသွားမယ်ခန္ဓာကိုယ်ထဲမှာနာကျင်ခြင်းဝေဒနာရောင်ရမ်းခြင်းတွေပျောက်ကင်းသွားမယ်သွေးတွင်းတကြားထက်ပုံမှုကောင်းမွန်လာမယ်စိတ်ပုံမှုကြည်လင်လာမယ်ဘာကြောင့်လဲဆိုတော့ vitamin D ချို့တဲ့ရင်စိတ်တက်ကြခြင်းကိုခံစားရပါတယ်သွေးတိုးအခြေအနေတွေပြန်လည်ကောင်းမွန်လာမယ်ကိုယ်ခံအားစနစ်တွေမြင့်တက်လာတဲ့အတွက် virus တွေ bacteria တွေကိုရှင်းပြနိုင်တယ်ကိုယ်ခံအားစနစ်မှာအဓိကအရေးကြီးတဲ့ killer T cells ဆိုလို့ရှိရင် virus တွေ bacteria တွေဒါမှမက cancer cells တွေကိုလည်းရှင်းပြပါတယ်တကယ်လို့ vitamin D ချို့တဲ့နေမယ်မလုံလောက်ခဲ့ဘူးဆိုရင်သူအလုံးမလုံးနိုင်ပါဘူးပမာဏများတဲ့ vitamin D3 ဟာ autoimmune ကိုသက်သာလာစေပါတယ် autoimmune ယောဂါကခုချိန်မှာကမ္ဘာပေါ်မှာအဖြစ်အများဆုံးဖြစ်နေပါပြီ vitamin D ပမာဏများများက endometriosis လို့ခေါ်တဲ့အိမ်မှာဖြစ်တဲ့ပြဿနာတွေကိုလည်းတတ်တာပြောက်ကင်းစေပါတယ် fibroids တွေသေးပြီးတော့ရှုံသွားစေပါတယ် glaucoma လို့ခေါ်တဲ့မျက်လုံးအတွင်းမှာဖိအားများတဲ့ပြဿနာမျက်လုံးတိမ်တွေကိုလည်းတတ်တာပြောက်ကင်းစေပါတယ်ဘလို့အခါမျိုးမှာပဲ vitamin D ကိုတောက်သုံး
သူနဲ့တွဲပြီးတော့တောက်သုံးတဲ့ဇင့်ဟာဆိုလို့ရှိရင် vitamin D ကိုခန္ဓာကိုယ်ထဲမှာရှိတဲ့ cells တွေနဲ့ DNA ကိုစကားပြောနိုင်အောင်ဆက်သွယ်နိုင်အောင်ကူညီပေးပါတယ် magnesium နဲ့ vitamin D3 ကအချင်းချင်းပြီးခိုနေကြပြီးသွေးထဲမှာကယ်လ်ဆီယမ်ပမာဏပိုရှံခြင်းမရှိအောင် magnesium ကဖြည့်ရှင်းပေးပါတယ် vitamin K2 က vitamin D ရဲ့အကူအညီကြောင့်ရရှိလာမဲ့ကယ်လ်ဆီယမ်တွေကိုနေရာမှားပြီးရောက်မသွားအောင်သွားနဲ့အယိုးတွေစီကိုရောက်ရှိဖို့အတွက်ပို့ဆောင်ပေးပါတယ်အဲ့ဒါကြောင့်မလို့ vitamin D ကိုတောက်သုံးတဲ့အခါတိုင်းမှာ vitamin K2 zinc magnesium တို့ပါဝင်ဖို့အရေးကြီးပါတယ် Thank you for watching and I will see you in next video